ခင်ဗျာကျွန်တော်ကောင်မလေးကိုကြိုက်ပြီးတော့မရတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နဲ့တွဲသွားလို့အဲ့တော့ခင်ဗျာကျွန်တော်စီလာပြီးတော့အဲ့ဒီမဟုတ်ကဟုတ်ကတွေလာပြောမယ်ပြောရင်ကျွန်တော်သူ့ကိုပြဿနာရှာမယ်ကျွန်တော်သူ့နဲ့ပြက်မယ်အဲ့ကြခင်ဗျာဝင်နိုင်မယ်အဲ့လိုမလားရိုးနေပြီအဲ့ဒါတွေကျွန်တော်ကောင်မလေးကအဲ့လိုရုံမဲ့လုံးမဟုတ်ပါဘူးလုံးမဲရုပ်ရုပ်လုံးမဲရုပ်ဟယ်လိုတဲ့လေးကိုအိမ်ပြန်ရောက်ပြီနော်ကိုဝယ်ပေးလိုက်တဲ့ကွန်မုန်းကော်လီဂျင်ကဘယ်လိုလဲအဆင်ပြေလားပြေရဘောကိုရဲ့အသားရည်လေးကကြည်ပြီးတော့တင်းသွားပဲကောင်းပါဗောဂျပန်နိုင်ငံနံပါတ်1နီးပြန်ထုတ်လုပ်တာလေကိုအကောင်းသားတွေပဲပေးရသိရမလားအဲ့ဒါတဲ့လေးကအိမ်မလားအိမ်မှာပဲဗောဘယ်မှမသွားဘူးဟောလိမ်မလိုက်တော့ကွာအဘွားတာဒီနဲ့ပြောတော့အော်အမေနဲ့လေအမေနဲ့လေဟာလူလိမ်မလေးကောင်မလေးရငါတကယ်ကန်ကောင်းတဲ့ဘဲလို့ပဲကြီးရတယ်နဲ့များပါအဲ့လောက်ကြတော့အလူပဲထင်တယ်နော်အိမ်မှာလူကြီးတွေမရှိဘူးခင်ဗျမဟုတ်လေမဟုတ်လေဟာအဲ့လူပဲအိမ်မှာလူကြီးတွေမရှိပါဘူးခင်ဗျအလူကမဟုတ်ဘူးလို့အဲ့ဒါခင်ဗျဘာလာလို့လဲဒီကောင်မလေးနဲ့မင်းတွဲနေရဟုတ်ကဲ့ခင်ဗျဒါလည်းခင်ဗျတဲအကိုတည်းလေအကိုကြီးကလည်းအပြင်မှာမိုးတွေရွာနေလာထဲလာမဟုတ်ဘူးလို့အိုးsorry ကိုကြီး sorry ငါသူ့ကိုမဟုတ်ဘူးလို့ဟမ်အော်ခင်ဗျားတို့ငါသူ့ရဲ့ walking relationship အော်ဟယ်လီကော်ပတာနဲ့လာကြုံနေကိုကြီးတဲ့ပရာဒီမှာပါလေတောက်လည်းခေါင်းနောက်ကြဟာမဟုတ်ဘူးလို့နင်းနဲ့သူနဲ့တွဲနေတဲ့အချိန်မှာငါနဲ့လည်းတွဲနေအဲ့တော့ငါလည်းပြအခုလာရှင်းတော့ခင်ဗျားပောက်ကြရဗျာကျွန်တော်ကောင်မလေးကအဲ့လိုရုံမဲ့လုံးမဟုတ်ပါဘူးလုံးမဲရုပ်ရုပ်လုံးမဲရုပ်လုံးမဲရုပ်မဟုတ်ဘူးမင်းကလုံးနေမြင်သူကပြောမလားစဉ်းစားအဲ့ဒါကျွန်တော်သဘောပေါက်ပြီခင်ဗျားကျွန်တော်ကောင်မလေးကိုကြိုက်ပြီးတော့မရတာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နဲ့တွဲသွားလို့အဲ့တော့ခင်ဗျာကျွန်တော်စီလာပြီးတော့အဲ့ဒီမဟုတ်ကဟုတ်ကတွေလာပြောမယ်ပြောရင်ကျွန်တော်သူ့ကိုပြဿနာရှာမယ်ကျွန်တော်သူ့နဲ့ပြက်မယ်အဲ့ကြခင်ဗျာဝင်နိုင်မယ်အဲ့လိုမလားရိုးနေပြီအဲ့ဒါတွေဒီကောင်ခဏပြသူနဲ့ငါနဲ့မင်းညမှာချက်ထားဟာအဲ့ဒါပဲဗျာခမရလေသူ့ပုံနဲ့လေတခြားတစ်ကောင်းဖွင့်ပြီးတော့လေခမရကောင်းတဲ့အချင်းချင်းချက်ထားတဲ့ဟာတွေကျွန်တော်လာပြလို့ရတာပဲရော့ကျွန်တော်ဆိုရင်လေကျွန်တော်ဘော်ဒါတွေအထင်ကြီးတဲ့ကောင်မလေးတွေပုံနေနဲ့အဲ့လိုအကောင့်နောက်တစ်ကောင့်တွေဖွင့်ပြီးအဲ့လိုချက်ပြီးသူတို့ကြွားနေကြမရဘူးအလောင်းနဲ့ငါစဉ်းစားမိကြကျွန်တော်စဉ်းစားမိတယ်ဟုတ်သေးဘူးလို့ခဏလေးအေးမတွေ့မယ်ဟဲ့မလဲဟာခင်ဗျာလည်းကျွန်တော်လည်းစောစောတွေးခဲ့ရမှာခင်ဗျာအေးအဲ့လောက်တောင်ကျွမ်းတာလားဒေါ်လာလည်းအဝယ်ပြီးပါလောက်တာကျွန်တော်အဲ့လိုမလုပ်တော့ဘူးလုပ်တင်ပေးအောင်လေမဟုတ်ဘူးအစစ်ခင်ဗျာရုံနဲ့အဲ့ဒီဟယ်လီကော်ပတာဝဲနိုင်မလားစဉ်းစားလေစစ်လို့အဲ့ဒါအခက်ခဏနေပါအောင်အစစ်ကခင်ဗျာဘာလို့အိတ်ကြားထဲမှာပြောနေရလဲဘာမှတိုင်းခံတယ်ကွာမင်းလည်းဘလို့ဟောတဲ့သူ့ကိုချစ်လားချစ်လို့ဒီနေရာထိခေါ်လာပြီမင်းနဲ့ဒဲတာရှင်းတာပေါ့နော်ဟိုမှာချစ်လို့သူ့ကိုလည်းခေါ်ပြရတော့ပြီခင်ဗျားတို့နှစ်ယောက်တော့ပြီခင်ဗျားချစ်တာကျွန်တော်သိတယ်ဒါပေမဲ့သူများသားသမီးတို့အဲ့လိုမျိုးကျွန်တော်ကောင်မလေးရုပ်ကြီးတဲ့ပလတ်စတစ်ဆာဂျူရီလုပ်ပြီးကျွန်တော်လာမပြနိုင်လေဗျာကျွန်တော်ကောင်မလေးနဲ့ကျွန်တော်တွေအချိန်နဲ့အဆင်ပြေသွားမှာသူများသားသမီးအဲ့ရုပ်ကြီးတို့တော်တော်လုံးနေရမှာခင်ဗျားမတာဝန်ရှိရနော်အစစ်ကြီးကိုင်းကြည့်ဦးပြန်မဆုံးတော့အသားရည်လေးကတော့ကောင်းတယ်နော်ဟဲ့မင်းတက်တိုက်နေတဲ့ကောင်မကောလည်းတောက်ပြီးတော့ကောင်းနေဟာကောင်မိုးကလည်းကျွန်မမြန်မာနိုင်ငံမှာတလောက်နေမယ်ကြီးကလူတိုင်းဝယ်တောက်တယ်ဘာလို့လာပြောနေကျုပ်ကပဲတိုက်ရအောင်ဘာမှမသိတဲ့တူဒါမေးကောင်မလေးအေးလို့မယုံဘူးမြန်မာနိုင်ငံမှာလူတွေကဖုန်းလုံးမဲ့ကြတယ်အဲ့တော့မင်းဖုန်းဆက်ကြည့်လိုက်မင်းကောင်မလေးဖုန်းဒီမှာမြင်နိုင်ပေါ်ပြီကြိုက်တယ်လေအဲ့လိုမျိုးစောင့်နေတာမင်းဖုန်းကကောင်ဟဲ့တဲ့ကော
collagen က dipeptide ပုံစံဖြစ်လို့တခြား collagen တွေထက်အဆ20ပိုမိုသေးငယ်ပြီးအဆ20ပိုပြီးစုပ်နိုင်တဲ့အတွက်ပိုပြီးတော့ထိရောက်တာပေါ့ဒါအပြင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ vitamin A C E ပါဝင်တဲ့အတွက်အသားရည်ကြည်လင်ပြီးတော့တင်းရင်းစေတယ်ပြီးတော့သပင်လက်သေးအယိုးစစ်နဲ့ကိုယ်ခံအားကိုပါထောက်ကူပြုပေးသေးတယ်ကိုမိုး collagen ကဂျပန်နိုင်ငံရဲ့ number 1 နည်းပညာကိုအသုံးပြုပြီးထုတ်လုပ်ထားတဲ့အပြင် Neutral Ingredient Award 2021ကိုလည်းရရှိထားပါသေးတယ်ရွှေတင်နှုတ်ပြခြင်းတော့ဟောဒီကကိုမိုး collagen ကိုတောက်သုံးကြဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ် ဟေ့ငါဒီမှာတက်တည်ပြတာရှိသေးတယ် ဟာလာမပြောနဲ့မယုံဘူး